ခိုင်တပ်ပွဲများကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားကြသောစစ်ကောင်စီတပ်ဖွဲ့ဝင်34ကိုစစ်ကောင်စီတပ်ကနေ MNA လေယာဉ်လွှတ်၍ပြောင်းပြန်ခေါ်ခဲ့တဲ့ဆိုတဲ့သတင်း။စကိုင်းမြို့နယ်ကံမလူရွာနေတွင်ဆက်ကြေးကောက်ရန်လာသောစစ်ကောင်စီစစ်ကားတစ်စီးကိုတိုက်ခိုက်မှုစစ်သား3ဦးသေဆုံးနေဆိုတဲ့သတင်းနဲ့နောက်ဆုံးရရှိထားတဲ့သတင်းကြောင်းရတွေကိုတင်ဆက်လုပ်ပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်တပ်ပွဲများကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားကြသောစစ်ကောင်စီတပ်ဖွဲ့ဝင်34ကိုမြန်မာနိုင်ငံတွင်သို့ပြန်လည်ပို့ဆောင်လာကြကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးဌာနကသတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီလ9ရက်နေ့အဆိုပါထွက်ပြေးသွားကြသောစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကို MNA လေကြောင်းဖြင့်မြန်မာစစ်တပ်များကတွားရောက်ခေါ်ယူခဲ့ပြီးထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်2024ခုနှစ်ဒီဇင်ဘာလနှင့်2025ခုနှစ်ဇန်နဝါရီလအတွင်းရခိုင်တပ်ဖွဲ့များကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ဘင်္ဂလားဒေ့ရှ်အကျဉ်းထောင်များတွင်အကျဉ်းချခံရသောမြန်မာနိုင်ငံသား6ဦးကိုလည်းတပါးမြန်မာနိုင်ငံတွင်သို့ပို့ဆောင်လိုက်ကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရ၏ထုတ်ပြန်ကြေညာရသိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုမိခင်မြန်မာနိုင်ငံသို့ဘင်္ဂလားဒေ့ရှ်ကော့ဘဇာလေဆိပ်မှတဆင့် MNA လေယာဉ်ဖြင့်မေလ9ရက်နေ့မွန်လယ်ပိုင်းပို့ဆောင်ရတွင်ဘင်္ဂလားဒေ့ရှ်အခြေစိုက်စစ်ကောင်စီတန်ရုံများကလည်းလွှဲပြောင်းမှုလုပ်ငန်းစဉ်များတွင်ပါဝင်မှုဆောင်ရွက်ကြောင်းသိရပါတယ်။ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံတပ်ဖွဲ့များတွင်တပ်ပွဲများကြောင့်ထွက်ပြေးလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း895ဦးနှင့်အခြားမှုတန်းများကိုပြီးခဲ့တဲ့နှစ်အတွင်းရေကြောင်းဖြင့်ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းစကိုင်းမြို့နယ်ကံမလူမြို့နယ်နီးဆက်ကြေးကောက်ရန်အတွက်လာသောစစ်ကောင်စီစကားတစ်စီးကိုတိုက်ခိုက်ခံရမှုစစ်သား3ဦးသေဆုံးပြီးကားတစ်စီးပစ္စည်းခဲ့ကြောင်းသိရပါတယ်။ဒီလ9ရက်နေ့နံနက်8:30မိနစ်အချိန်စကိုင်းမြို့နယ်တန်တလူကျေးရွာနီးတွင်ဆက်ကြေးကောက်ရန်အတွက်ထွက်လာသောစစ်သားပြူစောတိများလိုက်ပါလာသည့်ကားတစ်စီးကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်မှုတပ်ပွဲကမိနစ်20ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်။ဒီတိုက်ခိုက်မှုများအတွင်းစစ်သားပြူစောတိများလိုက်ပါလာသည့်ကားများကိုဖျက်ဆီးနိုင်ခဲ့ကာကားပေါ်ပါစစ်သားများပြူစောတိ3ဦးဖြင့်တဦးမှာတော့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလမ်းပေါ်ရှိခရီးသွားပြည်သူများထိခိုက်မှုရှိစေရန်တိုက်ခိုက်ခဲ့ကြောင်းအသိပေးလာခဲ့တဲ့အတွက်အုပ်ချုပ်နိုင်ရန်အတွက်အသင့်ပြင်ဆင်ထားခိုင်းနေဆိုတဲ့သတင်း။ထိုင်းမြန်မာနယ်စပ်မောတောင်ကုန်းသွယ်ရေးလမ်းပိုင်းကိုစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို၄လကြာတိုက်ခိုက်မှုတပ်ရင်းမှုဒုတပ်ရင်းမှုနဲ့ဒုဗိုလ်မှူးပါဝင်စစ်သား150ဦးထပ်မံထိခိုက်သေဆုံးနေဆိုတဲ့သတင်းနဲ့နောက်ဆုံးရရှိထားတဲ့သတင်းကြားရတွေကိုတင်ဆက်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့2029စစ်စင်ရေးတောင်းတရနယ်လေးကတင်ပိုက်ထားသောနောင်ချိုကြောက်မဲတီပေါ်မုံကုန်းနဲ့မိုးမိတ်မြို့နယ်တို့မှာတပြေးတင်းရှောင်ကြရသောအုပ်ချုပ်ရေးနှင့်ဌာနဆိုင်ရာဝန်ထမ်းများကိုစစ်ကောင်စီများကပြန်လည်စုစည်းခေါ်ယူနေပြီးမြို့နယ်များသို့ပြန်လည်ဝင်ရောက်ရန်အတွက်အုပ်ချုပ်ရေးစီမံကိန်းများပြင်ဆင်ထားရန်ထပ်မံညွှန်ကြားလာခဲ့ကြောင်းနေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းများဌာနမှပြောဆိုခဲ့ပါတယ်။ဧပြီလတွင်တရုတ်နိုင်ငံကူမင်းမြို့နယ်တွင်ကျင်းပပြုလုပ်သောစစ်ကောင်စီနှင့် TNL ကြားဆွေးနွေးပွဲများ TNL ကတင်ပိုက်ထားခဲ့သောမြို့နယ်များကိုပြန်ပေးရန်အတွက်စစ်ကောင်စီကတောင်းဆိုမှုများမအောင်မြင်ဖြစ်တော့လေစစ်ကောင်စီကထပ်မံ၍ထွက်ပြေးတင်းရှောင်ခံရသောအုပ်ချုပ်ရေးနှင့်ဌာနဆိုင်ရာဝန်ထမ်းများသတင်းပေးပို့ကြရန်သက်ဆိုင်ရာမြို့နယ်များသို့ပြန်လည်ဝင်ရောက်၍စီမံခန့်ခွဲအုပ်ချုပ်ရေးမှုများအတွက်ကြိုတင်ပြင်ဆင်ထားကြရန်ယခုမေလတွင်ထပ်မံညွှန်ကြားလာခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ TNL ကတင်ပိုက်ထားသောမြို့နယ်များပြန်လည်မပေးနိုင်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုသည့်ကြားမှာစစ်ကောင်စီများကတင်ပိုက်ခံရသောမြို့နယ်များ၏အုပ်ချုပ်ရေးမှုများနှင့်ဌာနဆိုင်ရာလုပ်ငန်းများပြန်လည်လက်ပတ်ခိုင်းနေခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။မေလ4ရက်နေ့ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင် TNL ကတင်ပိုက်ထားသောမြို့နယ်များကိုစစ်ကောင်စီများထံပြန်ပေးရန်တရုတ်နိုင်ငံ၏ဖိအားပေးမှုများရှိတော့လေပြန်ပေးမည်မဟုတ်ကြောင်း TNL တွဲဖက်အတွင်းရေးမှူးဗိုလ်မှူးကြီးတာပလာကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီနှင့် TNL ကြားပြည်စုံဆွေးနွေးပွဲများကိုလာမယ့်ဩဂတ်လပြန်လည်စတင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။နောက်ထပ်သတင်းတွေအနေနဲ့တနင်္လာရီတိုင်းထိုင်းမြန်မာနယ်စပ်မောင်တောကုန်သွယ်ရေးလမ်းမိုင်းကိုစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကို၄လကြာတိုက်ခိုက်မှုတပ်ရင်းမှုဒုတပ်ရင်းမှုနှင့်ဒုတပ်ရင်းမှုပါဝင်စစ်သား150ဦးထပ်မံထိခိုက်ဒေဆုံးကြောင်းခွတောင်းတမန်အထူးစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ